ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နှင်း Audio Board Channel လေးကနေကြိုဆိုလိုက်ပါတယ်။ Channel လေးကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှလုံးသားရချမ်းမြေ့ကြပါစေရှင်။ Channel လေးကိုမနားဆင်ခင်မှာ Like and Subscribe လေးပေးသွားဖို့နဲ့ Notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုနေရစေရှင်။ဒီနေ့တင်ဆက်ပေးမှာကတော့တာတီရဲ့တစေမျက်လုံးဆိုတဲ့စာအုပ်ထဲကမှစာရေးဆရာကျော်မင်းနိုင်ရေးသားထားတဲ့ခေါင်းတလားတွေကမိမချောလေးဆိုတဲ့ခေါင်းစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။စေသိပ္ပံကျောင်းသားကြီးမောင်မင်းထင်မှာသူ၏မိသားစုတွင်သားကြီးဩရတအဖြစ်အလိုလိုက်ချင်းခံရ၍သူသဘောကျအတိုင်းထူချန်နှင့်တိုက်ကြီးကိုအပိုင်စားရထားလေသည်သူကဲ့သို့စေသိပ္ပံကျောင်းသားအောင်ထူးနှင့်ချစ်ဦးတို့မှလည်းလွတ်လပ်ပျော်ရွှင်စွာနေထိုင်လို၍မင်းထင်နှင့်သူတော်ချင်းချင်းတည်င်းလွှွေပေါင်းဖက်တွေ့သူများဖြစ်လာကြသည်သောရောက်ပေါင်းလောင်းကျော်ဆိုသလိုသူတို့သည်အပျော်ပါး၌အထင်းကိုမရှိဖြစ်ကကျောင်းတွင်ဘာသာရပ်၌လင်ဟင်းတကြသူများဖြစ်လာ၏အထူးသဖြင့်လက်တွေ့ပိုင်းမှာဖြစ်သောခွဲစိတ်ကူးသမှုအပိုင်းတွင်ဉာဏ်ဖြင်းကြလေသည်အထူးသဖြင့်လူသေးကိုခွဲစိတ်ရမည့်အခြေအနေမျိုးတွင်ကြောက်ရွံ့နေတတ်ကြလေသည်မင်းကလူသေးအလောင်းကိုမကင်ရဲဘူးမဟုတ်လားအောင်ထူမင်းထင်ကသူ့တငယ်ချင်းနှစ်ယောက်ကိုမေးလိုက်သည်အေးကွာအသက်ပြောက်ပြီးမตาပြစ်တဲ့အလောင်းကြီးကိုကင်ရမှာကြောက်နေတယ်ကွာငါလဲကြောက်တာပဲမင်းထင်ရတရေ6တာမျိုးကိုကြောက်နေတဲ့အစွဲမျိုးထင်ပါရဲ့မင်းတို့ဘာမှမကြောက်နဲ့တော့လူသေးမှတရေဖြစ်တာပဲအရှင်လက်လက်အသက်ရှိနေတဲ့တို့ကဘာလို့ကြောက်ရမှာလဲငါလူသေးကောက်တစ်ကောင်ကိုလက်တွေ့ခွဲစိတ်ဖို့ဝေထားပြီးပြီကွာဟာမင်းတင်မင်းဟာကဖြစ်ပါမလားကွာဒါမျိုးမလုပ်တန်ကောင်းမှုလို့ဒုထင်တာလားဆရာဝန်လုံးမဲ့လူကလူသေးကောင်ကိုခွဲစိတ်ရဲတဲ့လက်တွေ့စာမေးပွဲတော့ဖြေနိုင်ရမှာပေါ့ကွာအေးတို့တွေကစိတ်သိပ္ပံကျောင်းသားတွေဖြစ်ပြီးဒီအဆင့်ကိုမှမကြော်ဖြစ်နိုင်ရင်ဘယ်တော့မှဆရာဝန်ဖြစ်နိုင်တော့မှာမဟုတ်ဘူးဟာအမလီလန့်လိုက်တာသူတို့တိုင်ပင်နေစဉ်စန္ဒယာခုံကြီးပေါ်တက်အိတ်နေသောကြောင်နှက်ကြီးစန္ဒယာခလုတ်တွေပေါ်ခုံချပြေးလွှားကခုံစင်းသွား၍ချစ်ဦးလန်းဖြတ်ပြီးအတန်ထွက်သွားခြင်းဖြစ်၏ဒါကိုသုံးယောက်သားသဘောကျစွာရေမောပြီးမင်းထင်ကသူ့အစီအစဉ်ကိုပြောပြလေတော့သည်ငါကြံတော်တင်းချိုင်းကသူ့ပရာစာကြီးတယောက်နဲ့ဆက်သွယ်ပြီးအလောင်းတစ်လောင်းဝေထားတယ်ရွပြက်စင်ပြဲပုတ်ပွားနေတာကြီးများလားကွာလေးလာဖို့ခွဲစိတ်ရမှာဆိုတော့လက်လက်ဆက်ဆက်အလောင်းကွာပြီးတော့အတုပအိမ်မှာရိုက်ကြကြထားတဲ့အလောင်းမဟုတ်ဘူးမင်းကဘယ်လိုသိနိုင်မလဲအဲ့ဒီသူ့ဖရာစာကြီးလိုအပ်သူတွေအတွက်အလောင်းတွေဖော်ရောင်းနေတဲ့လူကြီးပဲသူ့ဆက်သွယ်နေသူလှုပ်ဝက်ဆက်သွယ်ရတာအထူးသဖြင့်ငွေပေါ့ကွာတရုတ်သိန်းချိုင်းတွေကဘိန်းစာအားလျံနဲ့တဆင်ဆက်သွယ်ရတာကွာမင်းဟာကဥပဒေနဲ့မလွတ်မကင်းကြီးအလောင်းခိုးတာမျိုးပဲချစ်ဦးကြီးစကားကိုအောင်ထူးကဝင်ဆွေးနွေးပြန်သည်မင်းနေရမင်းမဒီထက်ကောင်းတဲ့စိတ်ကိုမရှိတော့ဘူးလားအောင်ထူးပြောတာဟုတ်တယ်ဒီကနေသိန်းချိုင်းကိုသွားရမှာအလောင်းကိုဖော်ရမှာအလုတ်ရှုပ်တယ်ပြီးတော့ဒီကိုတည်လာရမှာအန္တရာယ်များပါပြီတဲ့နဲ့ဒါရင်ငါတွက်ပြီးသားဒီလိုမှမစီစဉ်ရင်မဖြစ်တော့ဘူးရှေ့ပတ်ကြရင်အလောင်းကိုခွဲစိတ်ပြကြရလိမ့်မယ်ဒီစစ်ဆေးချက်မှာငါတို့ဆာမွေးပွဲအကြခံမလားဒီတောင်ကိုကြော်ကြမလားချစ်ဦးနဲ့အောင်သူတို့ခဏမျှငိုင်းတွေသွားကြသည်အေးလေကွာဒီပြင်းနီးမှမရှိပဲစာတွေ့ကိုလက်တွေ့အသုံးချကြရမှာပေါ့ဒါပဲရှိရတာမို့ငါလည်းတသဘောတည်းရှိရတော့မှာပေါ့အေးအဲ့ဒီလိုပဲဖြစ်ရမှာပေါ့ကြောက်ရင်လွယ်ရဲရင်မင်းဖြစ်တဲ့ကွာထိုနည်းညကလောက်ွယ်နည်းညာခေါင်းဆောင်လို့သူမင်းထင်ဤကားကူတော်မှသူဤပြစ်ကတ်ကားကိုည7:00နာရီမှထုတ်သည်ချစ်ဦးနှင့်အောင်သူတို့တိုက်ရှိပေါ်ရီကိုအောက်မှအစင်စင်စောင့်နေသည်ကိုဝင်ခေါ်ခဲ့သည်သူတို့သုံးအောင်စလုံးတကယ်ဝါရင်တခိုးလူစုများကြိုက်ဖမ်းနာကြသည်အားလုံးဝစ်စုံအနက်ရောက်ခေါင်းဆောင်တက်ကလက်အုပ်ထုပ်အနက်အင်ကြီးအနက်ဘောင်းမီအနက်ရှုဖနက်ကအစအနက်ရောက်လူစုမှုမောင်3ကောင်တကယ်ကိုစွန်စားကန်းကြီးတစ်ခုလှုပ်ဆောင်ကြရတော့မည်မောင်ပိန်းနေသောလာကွယ်များတွင်ကုတ်ကိုပင်ကြီးတွေအုပ်ဆိုင်နေသဖြင့်ပို၍နှက်ဆိုင်နေ၏ကျန်သောတင်းချိုင်းသည်ရန်ကုန်မြို့ကြီးတစ်မြို့လုံးကလူသေးအလောင်းကောင်များမြုပ်နှံရာမိရှုရာတင်းချိုင်းကြီးဖြစ်၍လူမျိုးစုံဘာသာပေါင်းစုံတင်းချိုင်းကြီးရှိသည်ထိုစဉ်ကမိသကြိုဆက်များမပေါ်သေးပါတင်းချိုင်းကြီးထဲမှာဗမာတင်းချိုင်းမွတ်စလင်တင်းချိုင်းခရစ်ယာန်တင်းချိုင်းဟိန္ဒူတင်းချိုင်းသူ့ဝင်းသူ့အကန့်နှင့်သူရှိသည်ရန်ကုန်မြို့ဘက်ကအဝင်တောင်ဘက်ကြကြမှာဗမာတင်းချိုင်းနှင့်မြောက်ဘက်အစုံကမာရွလှဲတဲ့အဆက်မှာခရစ်ယာန်နတ်တော်တင်းချိုင်းရှိ၏ကြားမှာအခြားဘာသာဝင်တို့၏တင်းချိုင်းများရှိနေသည်ဗမာတင်းချိုင်းတို့ဟန်နာဝရီအဝိုင်းကြီးမှဝင်ရပြီးခရစ်ယာန်နတ်တော်တင်းချိုင်းကိုကမာရွအဝိုင်းကြီးပတ်ပြီးဝက်ကီဘက်မှဝင်ရသည်သူပရာဇာကြီးဆန်ရှားသည်သူ့လက်ထဲမှတန်တူရင်းကိုကင်ထားတော်လဲသူတစ်ချမ်းမှတန်တူရင်းလှုပ်ရှားခွင့်မရလိုက်ဘိုးချက်ချေးကိုခေါ်သောခရစ်ယာန်ဘာသာဝင်သောမတ်ပီချေကသူ့ပေါက်ချုံငန်းပြားနှစ်ခုနှင့်လက်လက်ဆက်ဆက်အုတ်ခုအသစ်တစ်လုံးကိုဂယုတစိုက်ဖွင့်နေသည်အဖော်ဖြစ်သောဗမာတင်းချိုင်းဆောင်ဆန်နာလာဆန်ရှားကလက်နှိပ်တမီကလေးထိုးပေးရုံသာဂွင်ပေါအုပ်အလွှာတွေပွင့်သွားပြီးနောက်တစ်လွင်တောက်ပြောင်းသောအင်္ဂလိပ်အခေါင်တစ်ခေါင်ပေါ်လာသည်အိုးဒ
ထာဝရဘုရားသခင်ကျွန်ုပ်သည်ထာဝရဘုရားသခင်ခွင့်မပြုသောအလုပ်ကိုကျွန်ုပ်၏စေယုံတက်နေသောသမီးလေးအသက်ရှင်၏အတွက်ငွေလို၍စေရန်ရဲ့မကောင်းမှုဆိစော်ရသို့လိုက်ပါသွားခဲ့မိပါပြီအဖဘုရားသခင်သားတော်လူမိုက်ကြီးကိုခွင့်လွှတ်တော်မူပါဗိုလ်ချုပ်ရှိသောမတ်ပီဂျေကမှသူ့အဖဘုရားသခင်ကိုသူမကောင်းမှုအတွက်တောင်းပန်တိုင်တေဖော်ရသေးသည်အလောင်းကောင်လက်လက်ဆက်ဆက်ရဖို့စိတ်ဆောနေသောဗမာဆန္ဒလာကြီးဆန်ရှာကတော့သူ့အပူနှင်းသူစိုးရင်စိတ်တွေစောနေပြီးဖျားတရားကိုတတိမရငါ9မိုင်တရုတ်တင်းချိုင်းကတင်းချိုင်းဆောင်အားလျံနဲ့ဆက်သွဲပြီးငွေ9000နဲ့အလောင်းတစ်လောင်းအယောင်းဝယ်လုပ်ဖို့ချိန်ထားတဲ့အတိုင်းလူမိုက်ကောင်လေးတွေရောက်လာတော့မယ်ငါကတိခံခဲ့တဲ့အတိုင်းအဆင်ပြေပါမလားအားလျံကတော့ပြောတယ်ဒီကောင်လေး3ယောက်ကမျက်နှာကြီးသားသမီးလူမိုက်တွေဆိုပဲဂတိပြည့်ရင်လူတော်တက်တဲ့ဟေ့ဆန်ရှာဘာငေးနေတာလဲအခေါင်းတွေထွက်လာပြီးအုတ်ခုအပြင်ရအောင်ဝိုင်းမလေးကွာသောမတ်ပီရှေရဲ့အတန်ကိုကြားမှဆန်ရှာတတိဝင်လာကအခေါင်းကိုဂူအပြင်ရအောင်ဝိုင်းမသည်အခေါင်းမှာမဟောဂနီအောင်တုတ်ထားပြီးရွှေရောင်ပြားများကွတ်ထား၍တက်တက်လင်လင်ရှိနေသည်သူတို့လိုချင်တဲ့ပုံစံအတိုင်းအထက်ကအလောင်းလက်လက်ဆက်ဆက်မှရှိရလားလက်ဆက်တာမှမပူနဲ့ကိုလူဒီကောင်မလေးကမနက်ကမှမင်္ဂလာဆောင်အမိချက်ကိုအလာမှာကားအက်ဆီဒင့်ဖြစ်ပြီးသူခန္ဓာကိုယ်ကိုမထိခိုက်မရှနာပဲဟက်အတက်နဲ့ချော့ဖြစ်ပြီးတည်သွားတာအဲ့ဒါသူနဲ့သူတို့သားနဲ့မိဘတွေကမင်္ဂလိအလှမပြတ်ခင်တကြိုကျင်နေဆိုလို့ဂူသွင်းတကြိုလိုက်တာမင်းပြောပုံအရာဆိုရင်ငါတို့လူကျင်တာနဲ့ကွက်တီပဲဒါပေမဲ့ငါကသူများကိစ္စလက်ခံရတာဆိုတော့အလောင်းကိုကြည့်ပြရစီရပါတယ်ကွာမင်းနဲ့ငါတို့ကအပြန်အလှန်ရှိကြသူတွေဖြစ်လို့မင်းစိတ်တိုင်းကြတဲ့အတိုင်းဖြစ်ရမှာပေါ့သောမတ်ပီရှေကခေါင်းဖုံးကိုတန်ခွင်းကိုင်းမှမာ၍ရှော့ချကဖွင့်ပြလိုက်သည်။အိုးနှင်းစီပန်းရနန်းနေနဲ့မှုကြိုက်ထုံသိမ်း၍တင်းချိုင်းကူအနံပြက်နဲ့ထိုးထွက်သွားသလိုပါပဲ။အပုတ်အေးအနံ့မကောင်းတာတွေကြားမှာနေသားကျနေတဲ့တင်းချိုင်းဆောက်ဆန္ဒလား2ယောက်အတွက်အဲ့ဒီအမွှေးနဲ့ထုံသိမ်းလာတာတွေကိုသူတို့ခံစားနေနိုင်တာမျိုးမှမဟုတ်ပဲ။ခေါင်းတွင်းကနှင်းစီပန်းတွေနဲ့ဖုံးလွှမ်းနေသောနှင်းစီတို့သမီးလေးရုံလုံးပေါ်လာစေရန်ဆန်ရှာလက်ကျန်းကြီးနဲ့မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်ဖုံးနေသောနှင်းစီပွင့်တွေကိုဖယ်ရှားလိုက်သည်။ဟာတော်တော်ချောတဲ့မိန်းကလေးပါလား။မျက်နှာလေးကမြန်မာနဲ့ဘိုးကပြားရုပ်ပေါက်နေတဲ့။အိုးနမီကပါတဲ့လေ။ Rosemary တဲ့အသက်18နှစ်1956ခုဇန်နဝါရီလ23ရက်နေ့ခရစ်တော်၏ခေါ်ယူတော်မူခြင်းခံရသည့်ခရစ်ယာန်ခေါင်း၏ဘေးဘက်မှရေးထိုးထားသောစာကြောင်းကိုပထမတော့နမီလေးလောက်သိယုံများဖတ်လိုက်တော့လေအဆုံးနိုင်သူပရာစာကြီးဆန်ချဖတ်လိုက်မိသည်လက်နှိပ်တမီးအောင်မှနှင်းစီမိန်ကလေးသည်သူတို့သမီးဝတ်ဆောင်ဖြူကလေးနှင့်ပြည့်ရစရာမရှိအောင်မမျိုးစရာကောင်းလုံးနေသည်ဒါပေမဲ့ဒါတွေကိုခရစ်ယာန်တင်းကျိုင်းဆောင်ရောဗမာဆန္ဒလာကိုတိတ်ပြီးခန်းစားနေလို့မဖြစ်ကဲကျေနပ်ပြီလားကျုပ်ကိုပေးမယ်ဆိုတဲ့ဝေစုတဲကငွေ2000ပေးပြီးတော့အိုးပေးရမှာပေါ့ပေးရမှာပေါ့ရော့ပရမညာရော့နဂါးပါပဲငွေ2000ဆိုတော့ဒီခေတ်မှာနဲတဲ့ငွေမဟုတ်ဘူးနော်အိမ်တစ်ဆောင်ဝယ်လို့ရတယ်ဗျသောမတ်ပီရှေစန်ချားလက်ထဲကငွေ2000လှမ်းယူရင်ကျုပ်တို့အလောက်ကရော့ပရမညာရော့နဂါးမဟုတ်ပါဘူးဗျရော့အလောင်းကောင်ရော့ငွေ2000ပါဗျဒါပေမဲ့ကျုပ်အတွက်အိမ်တစ်ဆောင်ဝယ်ပြမှာမဟုတ်ပါဘူးလေသောမတ်ပီရှေပြောရင်းကငွေ2000အိတ်ထဲထည့်နေစဉ်မီးလင်းရောင်တစ်ခုသူတို့ဘက်ကိုလင်းလက်လာသည့်အဖြစ်တတိထားမိလိုက်သည်နှစ်ယောက်စလုံးစိုးရိမ်စိတ်တွေနဲ့ထိတ်လန့်တုန်လှုပ်ခြောက်ခြားသွားကြပြီးသူတို့ရှေ့မှလှပလွန်သောအလောင်းကိုလက်လွတ်စပယ်ပြစ်ပြေးဖို့စိတ်ကူးလိုက်မိကြသည်ဒါပေမဲ့သူတို့နှစ်ယောက်ထမပြေးပြကြပါကားကမင်းထင်ရဲ့ကားပေါ်တွင်ဗမာတင်းချိုင်းကုန်းဝါ၌အဆောက်ချထားခဲ့သည့်ဆန်ချာသောမတ်ပေတူလိုက်လာတာတွေ့လိုက်ရပြီဖြစ်သည်အပားဆောင်ကိုင်းတဲ့တင်းချိုင်းဝါကနေထွက်ဆောင်ပြီးကျွန်တော်ဒီဆရာလေးတွေကိုခေါ်လာခဲ့တာဦးဆန်ချာကဘာကြောင့်တင်းချိုင်းပြောင်းသွားရတာလဲဗျာမင်းတို့လိုချင်တဲ့လက်လက်ဆက်ဆက်မသားမျိုးဒုပမာတင်းချိုင်းဘက်မှာလာတကြူတာမရှိလို့ရှိတဲ့တင်းချိုင်းကိုပြောင်းရတာပဲဟေ့ဒါဆိုမသားအလောင်းကိုကြည့်ပြရစီကြည့်ပါမောင်ရင်တို့အလိုကြစိတ်ကြိုက်မသားအလောင်းပဲစိတ်ကြိုက်မသားအလောင်းဆို၍ဇီစာကြောင်လုံးသောချစ်ဦးနှကောင်းရှုံသွားသည်အလုတ်သဘောဖြစ်နေ၍ခေါင်းထဲမှအလောင်းကိုမင်းတင်ကသူ့မှာပါလာသည့်လက်နှိပ်တမီးနှင့်ထိုးကြည့်သည်အိုးလှလိုက်တဲ့မင်းမချောလေးပဲတော်တော်လှပတဲ့မသားမလေးပဲလက်လိမ့်တမီအလင်းရောင်နှင့်မြင်လိုက်ရသောမတာမချောချောလှလှလက်လက်ဆက်ဆက်ကလေးကြောင့်ဇီစာကြောင်သောချက်ဦးသည်ပင်စိတ်မဝင်စားပဲမနေနိုင်တော့သူစိတ်ကိုသူထင်းရင်အလင်းစလိုပြောချလိုက်မိသည်ဒါကိုဘာလို့မလို့လဲမင်းထင်ဒါလူသေးအလောင်းကောင်မတာပဲဒီမတာကိုတို့လက်တွေ့စာသင်ခန်းစာအတွက်ခွဲမယ်လှီးမယ်ဖြတ်တောက်မယ်လိလာကြမယ်လေကွာဖြစ်မယ်မထင်ဘူးငါတော့ရင်လေးတယ်ကဲမောင်ရင်လေးတို့မင်းတို့ဟာမင်းတို့နောက်မှရင်လေးခုကိစ္စကရာဇဝတ်မှုမကင်းဘူးမင်းတို့ပြောထားတဲ့အစီအစဉ်တိုင်းမင်းတို့ကားပေါ်တင်ဒီအကောင့်ကြီးကိုယူသွားကြပြီးတော့တို့လည်းသူ့အုပ်ကိုလက်ရမပြတ်အောင်ပြန်ပိတ်ပေးရအောင်မယ်အချိန်မရှိတော့ဘူးကွ
ဆန္ဒလာဦးဆန်ရှားကစော်ဩလီတော့မှမင်းနင်တို့၃ယောက်သား Rosemary ၏အမတာအလောင်းထည့်ထားသည့်အခေါင်းကိုကားနောက်ဘက်အခန်း၌အလင်းမြန်တင်လိုက်ကြသည်မိမချောလေးကဘလို့ပဲချောမောလှပနေပါစေအသက်မရှိတဲ့အလောင်းကောင်ဟာအလောင်းကောင်ပဲဖြစ်၏လူကလူမတာကမတာ Rosemary ၏အခေါင်းတစ်လားကိုပြက်ကက်ကားနောက်မှတင်ထားပြီးရှေ့ကမ်းမှာလူ၃ယောက်သားစုပြုံစည်းကြသည်သူတို့စိတ်ထဲမှာချောလာတာကတခြားမတာအလောင်းကောင်ကတခြားတိဟာခံစားလာရသည်လမ်းထဲကိုအဝင်ခြံကျဲကြီးများကိုကားမောင်း၍ဖျက်ကျော်လာခဲ့ရသဖြင့်သူတို့အစီအစဉ်ဘယ်သူမှမသိလိုက်ကြဒါပေမဲ့ထူးဆန်းသည်မှာခွေးတွေကတည်နေကြသလိုပင်သူတို့ကားကိုဝိုင်းဟောင်ကြသည်ဆွဆွငင်ငယ်ဥကြသည်ပြီးတော့ကားနောက်ဘေးတစ်ပတ်တစ်ချက်မှပြေး၍လိုက်လာကြသည်အဲ့ကာလညအချိန်မတော်ကြီးမှာကြောချမ်းစရာကြီးဖြစ်နေပြန်သည်ဒါပေမဲ့သူတို့နောက်ဆုတ်လို့မရတော့ပြီခွေးဟောင်တန်းတွေခွေးကူတန်းတွေတာမန်ထက်ပိုဆူညံလာသည်ဟုထင်ကြရသည်Rosemary အလောင်းပါလာမှပိုပြီးဆူညံလာခြင်းဖြစ်သည်သူတို့လာခဲ့စဉ်ကခွေးတွေကိုအိတ်ဆေးကျွေးထားသလိုငြိမ်သက်တိတ်ဆိတ်နေသည်ကိုသူတို့အခုမှထူးထူးခြားခြားပြန်၍သတိပြုမိသည်ဟာခွေးနှကြီးအလွန်ကြီးမားသောခွေးနှကြီးတစ်ကောင်ကသူတို့ကားရှိမှဖြတ်၍ကားပေါ်ခုံဝင်လာသည်ကိုမြင်လိုက်ရပြီးသူတို့၏ကားကခွေးနှကြီးကိုဝင်တိုက်ရမှလမ်းဘေးတစ်ပင်ကြီးတစ်ပင်ကိုဆက်၍တိုက်မိသွားသည်ကားမောင်းနေသောမင်းတင်အတွက်သူ့လက်မှာကင်ထားသောကားစတီယာရင်ကိုတစုံတစ်ယောက်ကဆွဲကွေ့ကတစ်ပင်ကြီးနှင့်ဝင်တိုက်စေလိုက်သည်ဟုခန်းစားလိုက်ရသည်မင်းတင်ကားပေါ်မှတင်အသက်ပြောက်သွားသည်ချစ်ဦးနှင့်အောင်ထူးတို့ကားရှိကမ်းမှာသတိလစ်သွားကြသည်ကိုကားတိုက်တန်ကြား၍ထွက်ကြည့်သောခြံနီးချင်းသိလိုက်ကြသည်ထူးဆန်းသည်မှာကားပေါ်တွင်ပါလာခဲ့သည့် Rosemary ၏ခေါင်းတလားမှာဘသူမှမတွေ့မမြင်ကြရတော့ဘဲပျောက်ဆုံးသွားခြင်းပင်ဒါဆင်မိကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်